ซากุระမြို့ရဲကရာမန်ခောက်ဆွဲဆိုင်တစ်ဆိုင်ကတော့ခောက်ဆွဲလဲစားလို့ကောင်းတယ်ဆိုင်ကြီးကလည်းခန်းခန်းနာနာရှိလာပြီးအဆင်မြင့်ပါတယ်ဒါပေမဲ့လည်းဒီဆိုင်မှာလာစားတဲ့သူကမရှိသလောက်နှဲပါတယ်တခါတလေမှလူတွေများတာပါဒီဆိုင်ရဲ့အဓိကအချက်ကတော့လူတွေလာစားတာထက်တရေတွေလာစားတာမလို့ပါဒီဆိုင်ကြီးထဲမှာမကြာခဏဆိုသလိုထူးဆန်းတဲ့ကိစ္စတွေဖြစ်လိမ့်ရှိပါတယ်ဆိုင်ကဝန်ထမ်းတွေဆိုရင်လည်းမမြဲပါဘူးซากุระสကူအထက်တန်းကျောင်းကြီးမှာတော့ကျောင်းသူကျောင်းသားတွေအများကြီးရှိပါတယ်။အဲ့ဒီထဲမှာကီယာလို့ခေါ်တဲ့ကောင်လေးကတော့ပတ်စံသိပ်အဆင်မပြေတဲ့အထဲမှာပါပါတယ်။ကဲတပည့်တို့ရေနောက်တစ်ပတ်ကတော့စာမေးပွဲရှိရနော်။အခုချိန်นี้ကျူရှင်လက်ခမပေးရတဲ့သူတွေကပေးဖို့လုပ်ကြအောင်မပြောချင်အောင်ကီယာလည်းစောင်းပေးပါအောင်ဆရာမကျွန်တော်ရွာအမေကလည်းပတ်စံမလွှဲပေးသေးဘူးအဲ့ဒါကြောင့်မလို့ပါရက်ပိုင်းတွင်အဆင်ပြေအောင်လုပ်ပေးပါမယ်ဗျာ။ဆရာမနားလဲပါတယ်။အဲ့ဒါကြောင့်လည်းဘာမှမပြောတာပါအခုကစာမေးပွဲနီးလာပြီမလို့ပါဟုတ်ကျေးဇူးပါဆရာမရေကျွန်တော်စူးစမ်းပေးပါမယ်ကီယာတယောက်အရန်ကိုစိတ်ညစ်နေတာပေါ့အဲ့လိုစိတ်ညစ်နေရမလို့စိတ်ညစ်လိုက်တာဟာအလုပ်တစ်ခုတော့လိုနေပြီဒါပေမဲ့စာမေးပွဲကလည်းနီးကျောင်းကလည်းတနေ့ကုန်တက်ရတာဆိုတော့အဆင်မပြေဘူးဘလို့လုပ်ရင်ကောင်းမလဲကွာအချိန်မှအလုပ်လေးရရင်ကောင်းမှာပဲဒါဆိုရင်မနေ့ပိုင်းကျောင်းတက်ညနေပိုင်းအလုပ်ဆင်းပတ်စံလေးရအဲ့ဒါဆိုလူနေတဲ့ပတ်စံလည်းပြီးလို့ရပြီကောင်းတယ်တီချန်ကောင်းတယ်အဲ့လိုနဲ့ညဘက်ကိုရောက်လာတဲ့ခါမှာကီးရလည်းဖုန်းနဲ့လိုင်းပေါ်ကအလုပ်တွေလိုက်ရှာတာပေါ့ဒီမှာ part time job ဆိုပါလားတရက်ကို3000တောင်ပေးရပါလား Oh god အချိန်မှအလုပ်ကအလုပ်တောင်ရတာလားကောင်းတယ်ကွာအဲ့လိုနဲ့ကီးရတယောက်ရာမန်ဆိုင်ကိုရောက်လာပါတယ်အန်တီတို့ဆိုင်ကညနေဘက်ကနေညဘက်ပဲဖွင့်တာအဲ့တော့မင်းတို့အဆင်ပိုပြေမယ်ဟုတ်ကဲ့အန်တီအလုပ်ရောပတ်စံရောအဆင်ပြေတယ်ဗျာကျောင်းကိုပေးဖို့လူနေအားဗျโอเคဒါဆိုမနေ့ပြန်အလုပ်စဆင်းတော့ကျောင်းကပြန်လာနဲ့တီယိုတန်းလာလိုက်ပေါ့ရတယ်မလားဟုတ်အဆင်ပြေပါတယ် The next day ကဲတပည့်တို့ရေစာမေးပွဲ6ရက်ပဲလိုတော့တာနော်ကျူရှင်လခတွေနဲ့စာမေးပွဲကြေးမပေးရတဲ့သူတွေကပေးဖို့ပြင်တာဒီအတန်တွေကိုကီယာတယောက်စိတ်ကုန်လာပါပဲကျောင်းစင်းချိန်မှာတော့ရာမန်ဆိုင်ကိုရောက်လာပါတယ်ရောက်လာပြီလားအန်တီမင်းအတွက်ယူနီဖောင်းပြင်ထားပေးတယ်ပြီးတော့အလုံးမစခင်ဘယ်လိုလုပ်ရမလဲသိဖို့အပေါ်ထက်မှာရှိတဲ့ TV ကိုတစ်ချက်ကြည့်ပေးနော်ဟုတ်ကဲ့ကျွန်တော်ကြည့်လိုက်ပါမယ်အချိန်ကတဖြည်းဖြည်းကုန်သွားပြီးမှောင်သွားပါတယ်ဒီလိုနဲ့ကီးရလည်းအပေါ်ထက်ကိုတက်သွားပြီးယူနီဖောင်းကိုလဲလိုက်တာပေါ့အလုံးမစခင် TV အရင်ကြည့်ရမယ်ဆိုပါလားဘာလည်းမသိဘူးကီးရလည်း TV ဖွင့်ကြည့်လိုက်ပါတယ်ကျွန်တော်တို့ရဲ့ခောက်ဆွဲဆိုင်ကနေကြိုးဆိုပါတယ်ဆိုင်မှာအလုပ်လုပ်မယ်ဆိုရင်ပထမနံပါတ်1တစ်ချက်ရာမန်တွေကိုအသင်းဖြစ်အောင်လုပ်ထားရမယ်။မြန်ဆန်လုပ်နိုင်ရမယ်။နံပါတ်2အချက်ဆိုင်ကိုတတ်ရှင်းဖြစ်အောင်အမြဲထားမယ်။နံပါတ်3အချက်ဆိုင်ကနေအိမ်ကိုမပြန်ခင်လုပ်ခဲ့သမျှအကုန်လုံးကို report တင်ရပါမယ်။ဒါပါပဲ။အလုံးမှာပျော်ရွှင်ပါစေ။အိုးဒါလေးများကွာဒီတိုင်းပြောလိုက်ရတာ哦ငါဖြင့်ဘာများလဲလို့ညဦးပိုင်းမှာတော့ဧည့်သည်တော်တော်များများရောက်နေပါတယ်ဧည့်သည်ကြနေတာမလို့ကီးရလဲရာမန်ပွဲတွေတပွဲပြီးတပွဲမြင်ရအောင်ကောင်းမဖော်ပဲအလုပ်တွေစက်တိုက်လုပ်နေရပါတယ်ဆိုင်မှာတော့လုံခြုံရေးအတွက် CCTV ကင်မရာတွေလည်းရှိနေပါတယ်အဲ့လိုနဲ့ကီးရကရာမန်ပွဲတွေလုပ်ဧည့်သည်တွေကစားနေနောက်ဆုံးတော့အချိန်တွေကုန်သွားပြီးဆိုင်ပိတ်ချိန်ကိုနီးလာပါတယ်ဧည့်သည်တွေလည်းအကုန်ပြန်သွားတာမလို့ကီးရလဲဆိုင်ရှင်ကို report လုပ်ဖို့အတွက်ပြင်ဆင်နေတော့တာပေါ့အဲ့လိုပြင်ဆင်နေတော့မှပဲဆိုင်တကာပွင့်လာပါတယ်ဒါပေမဲ့လူဝင်လာတာမျိုးတော့မဟုတ်ပါဘူးကီးရလည်းဧည့်သည်ဝင်လာတာမလို့မင်္ဂလာပါကျွန်တော်တို့ရဲ့ရာမန်ဆိုင်ကနေကြိုးဆိုပါတယ်ဘလို့ခောက်ဆွဲများမှားမလို့လဲဗျသူ့နောက်မှာကောင်မလေးတယောက်ရောက်နေပါတယ်သူဟာအေးဆက်အတန်နဲ့ပဲအသားမြများပါတယ်ခောက်ဆွဲတပွဲချပါဟုတ်ပြီမကျွန်တော်အမြန်ဆုံးလုပ်ပေးပါမယ်3မိနစ်ပဲစောင့်ပါကီးရလည်းခောက်ဆွဲကိုအမြန်ပဲလှုပ်လိုက်ပါတယ်သိမကြခင်မှာပဲအကောင်ဆုံးခောက်ဆွဲတပွဲရလာခဲ့တာပေါ့အသားများတဲ့ခောက်ဆွဲရပါပြီဗျာကီးရလည်းခောက်ဆွဲတပွဲကိုကောင်မလေးရဲ့စပွဲပေါ်ချပေးလိုက်ပြီးထွက်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲရုတ်တရက်မိုးရီရွာလာပါတယ်ဘာလားမိုးအချိန်ကမဟုတ်ရွာလာတာပဲဒုက္ခပါပဲဆိုင်ပိတ်ချိန်ကရောက်တော့မယ်မိုးကရွာလာပြီအိမ်ဘလို့ပြန်ရမလဲတော့မသိတော့ဘူးကွာအဲ့လိုပြောနေတော့မှပဲကောင်မလေးရှိရဲ့နေရာကနေအတန်တွေထွက်လာပါတယ်ဟိုတယောက်ကဘလို့ကြီးစားနေရလဲ What the fuck
ကောင်မလေးကခောက်ဆွဲကိုလူလိုမစားပဲခွေးလိုလေးဘက်ကုန်းကြီးတွေလှုပ်ပြီးကောက်စားနေရပါကီးရလည်းတော်တော်လေးကိုလှမ်းပြန့်သွားတာပေါ့ရုတ်တရက်မီးကပြတ်သွားပါသေးတယ် ဟာမီးပြတ်သွားပြီဟာပါလေဟာ ကီးရလည်းဖုန်းလေးတစ်ချက်ထုံးလိုက်ပါတယ်မီးလည်းပြန်လာပါပြီဒါပေမဲ့လည်းစောနာကောင်မလေးကတော့ပျောက်သွားပါပြီဘယ်ရောက်သွားလဲဆိုရင်မျက်နှာကျက်မှာတက်ပြေးနေရပါ ဟာဒီပေါ်မှာတယောက်ယောက်ရှိနေရလားဟာ ရုတ်တရက် ဟုတ်တော့ဘူးတခုခုတော့မှားနေပြီစောနာကောင်မလေးက ကီးရလည်းမျက်လုံးကြည့်ပြူပြီးလှန့်သွားတာပေါ့ကီးရရဲ့ပထမဆုံးညမှာတော့မိုးရီရွာနေတဲ့ကြားကနေဆိုင်သိမ့်ပြီးအမြန်ပြန်သွားခဲ့ရပါတယ်နောက်ရက်ကျောင်းမှာတော့ကီးရလည်းလန်နိုးလာပါတယ်ဒါပေမဲ့အပိုင်းတစ်ကတော့တစ်လောက်ပါပဲရှင်နောက်ထပ်ဆက်သိမ်းပိုင်းကိုနောက်ရက်မှာတင်ထားပေးပါမယ်မလွတ်သွားရအောင်လို့ channel လေးကို subscribe လုပ်ထားပေးပါအောင်နော်